ကိုကုမ္ပဏီက costing method ကို average method သုံးနေဆိုလို့ရှိရင် auto ထဲမှာ average method ကဘယ်လိုမျိုးအလုပ်လုပ်တယ်လဲ auto ဘယ်လိုမျိုးတွက်ပေးတယ်လဲဆိုတဲ့အပိုင်းတွေကိုယူကဒီမိုလေးပြသပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင် auto with you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ unit 2ဒီမိုလေးကိုကြည့်လိုက်ရအောင် average method ကိုသုံးပါဆိုတော့ ယူတို့ဒီ accounting ထဲမှာ average method လေးအရင်ဆုံးချိန်မယ်ပေါ့နော် configuration ရဲ့ setting အောက်မှာ average လေးအရင်ချိန်မယ်ယူဒီမှာ average method လေးအရင်ချိန်လိုက်မယ်ပေါ့နော် save လုပ်လိုက်မယ်အဲ့တော့ပစ္စည်းတွေစဝယ်တော့မယ်ပေါ့နော်ဝယ်တော့မယ်ဆိုတော့ဒီ purchase ထဲကိုသွားမယ်သွားပြီးတော့ new ခေါ်မယ် new ခေါ်ပြီးတော့ယူဒီမှာ vendor ရွေးလိုက်မယ်ရွေးပြီးတော့ဒီ order deadline နဲ့ expected arrival date တွေထည့်မယ်ပေါ့နော်ထည့်ပြီးတော့ delivery to ကတော့ပစ္စည်းလက်ခံမယ်နေရပေါ့နော်အဲ့တော့ add product ကိုနှိပ်ပြီးတော့ယူဝယ်မဲ့ product ကိုထည့်တော့မယ်ပေါ့နော် product 3ပဲဆိုပါစို့အမှာအဲဒီတော့9လုံးဝယ်မယ်ပေါ့နော်9ခုကိုမှ9000နဲ့ဝယ်မယ်9000နဲ့ဝယ်မယ်ပေါ့နော်9000နဲ့ဝယ်ရဲဆိုလို့ရှိရင်ဒီတော့တစ်ခုကို9000 9ခုဖြစ်တာဖြစ်တဲ့အတွက်2000ဝယ်ပေါ့နော်2000ဝယ်ရှိနေမယ်အဲ့တော့ confirm order လုပ်မယ် confirm order လုပ်မယ်ပြီးရင် receipt လုပ်မယ် receipt လုပ်ပြီးတော့ validate နှိပ်မယ်ပေါ့နော် validate နှိပ်ပြီးတော့ယူဒီမှာ DPO ကိုယူတို့ create ပေးလုပ်မှာဖြစ်တဲ့အတွက်ဒီ order အောက်က purchase order လေးပြန်သွားပြီးတော့ဒီဟာကို create ပေးနှိပ်လိုက်မယ်ပြီးရင် pay date တွေပါတယ်ထည့်မယ်ပေါ့နော် confirm လုပ်မယ်ပြင်ငွေပေးမယ်ဆိုလို့ရှိရင် pay button လေးနဲ့ငွေပေးလိုက်မယ်ပေါ့နော်ဒါဆိုရင် pay ဒီပဲ account လည်းပြန်ကြည့်သွားမယ်ပေါ့နော်pay မှာကြတော့ inventory valuation တက်ပေးနဲ့ account pay ဒီပဲမှာ credit ဖြစ်နေတယ်အဲ့တော့ payment လုပ်လိုက်တဲ့အချိန်ကျရင်တော့ journal entry က bank နဲ့ပေးတယ်ဆိုရင် bank ပေါ့နော် bank မှာ credit နဲ့ account pay ဒီပဲ debit ပြန်ပိတ်သွားတယ်ဒါဆိုလို့ရှိရင်ဒီပထမတစ်ဆောင်ကိုpurchase order တွေပြန်သွားလိုက်မယ်နော်အဲ့တော့ပထမတစ်ဆောင်9လုံးကိုယူက9000နဲ့ဝယ်လိုက်တယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ဆောင်ထပ်လုပ်မယ်နော်ဒုတိယတစ်ခုထပ်လုပ်မယ်ဒုတိယတစ်ဆောင်ထပ်ဝယ်လိုက်မယ်ဒုတိယတစ်ဆောင်မှာကြတော့ဒါကို9လုံးကိုယူက6000နဲ့ဝယ်လိုက်မယ်ဒါဆိုရင်3000ဖြစ်သွားမယ်ပေါ့နော်3000ဖြစ်သွားမယ်ဆိုတော့ confirm လုပ်လိုက်မယ်အဲ့တော့စောစောကကြတော့2000ခွဲပေါ့နော်2000ခွဲကိုက9လုံးအခုက3000ဆိုတော့3000ကို2000ခွဲနဲ့ပေါင်းလိုက်မယ်ပေါင်းပြီးတော့10နဲ့စားလိုက်မယ်ဝယ်ထားတဲ့ quantity က10လုံးကိုအဲ့တော့သူ့ရဲ့ average cost အနေနဲ့ဆိုလို့ရှိရင်9500ဖြစ်မယ်ပေါ့နော်အဲ့တော့ဒါကိုယူ receipt လုပ်လိုက်မယ်ပြီးရင်စောအတိုင်းပဲပေးဖွင့်လိုက်မယ်ပေါ့နော်ပေးဖွင့်လိုက်မယ်ပေးဖွင့်လိုက်မယ်ငွေတော့မချေပြတော့ဘူးပေါ့နော်ငွေရနောက်မှချေလဲရတယ်ဆိုငွေတော့မချေပြတော့အဲ့တော့ဒီ product ရဲ့ cost ကယူဒီမှာတွက်ထားသလိုဆိုလို့ရှိရင် average အနေနဲ့9500ဖြစ်ရမယ်ပေါ့နော်အဲ့တော့ inventory ကို report တစ်ချက်ကြည့်လိုက်မယ် inventory reporting အောက်က stock report တစ်ချက်ကြည့်လိုက်မယ်အမှာ product 3အနေနဲ့ဆိုလို့ရှိရင် on hand က10လုံးရှိတယ်သူ့ရဲ့ unit cost က9500 total 9000ခွဲပေါ့နော်ရှိတယ်အဲ့တော့ sales ရောင်းလိုက်မယ်ပေါ့နော် sales ရောင်းလိုက်မယ်ဆိုရင် new ခေါ်မယ်ခေါ်ပြီးတော့ customer ရွေးမယ်ဒီမှာ product 3ကိုထည့်မယ်ပေါ့နော်အဲ့တော့တစ်လုံးမရောင်းပြလိုက်တော့မယ်နော်တစ်လုံး1000နဲ့ရောင်းမယ်ပဲဆိုပါစို့ဒါဆိုရင် save လုပ်လိုက်မယ် confirm လုပ်မယ်ပြီးရင် delivery အောက်မယ်ပေါ့နော်ပစ္စည်းထောင်းမှာဖြစ်တဲ့အတွက် delivery အောက်မယ်ပြီးတော့ရင်အဆိုပေါ်မှာပဲ create invoice လေးနှိပ်လိုက်မယ်ပြီးရင် today date လေးထည့်ပြီးတော့ save ထည့်ပြီးတော့ confirm လုပ်လိုက်မယ်ဒါဆိုရင် COG ဆင်သွားပြီပေါ့နော်အဲ့တော့ channel တက်ကြည့်မယ်ဆိုလို့ရှိရင်euro sales account မှာ credit ဖြစ်မယ် inventory valuation က9500ပေါ့နော်ဒီမှာလဲကိုတွက်ထားတာ9500ပေါ့နော် average ဖြစ်တာဖြစ်တဲ့အတွက်9500ဖြစ်နေမယ် inventory မှာ credit နဲ့ cost of goods မှာ debit AR ကကြတော့ဒီမှာ sales account နဲ့ debit credit ဖြစ်မယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ငွေရတယ်ဆိုလို့ရှိရင်တော့ AR ပိတ်သွားမယ်ပေါ့ဒါငွေမရခင်မှာတော့ AR မှာ debit ဖြစ်နေလိမ့်မယ်ငွေရတယ်ဆိုရင် pay button နဲ့နှိပ်ပြီးတော့ယူတို့ create payment လေးလုပ်လိုက်တယ်ဆိုရင်ဒါငွေကြည့်သွားမယ်ပေါ့နော်ပိတ်ဖြစ်သွားမယ်အဲ့တော့ payment နဲ့သွားကြည့်လို့ရှိရင်လည်း AR အကောင့်ကပြန်ပိတ်သွားမယ်ပေါ့နော် AR credit နဲ့ bank မှာ debit ဖြစ်သွားတယ် bank နဲ့ခြေခဲ့တာဆိုတော့အဲ့တော့ဒီလိုမျိုး average method ဆိုလို့ရှိရင်လည်း system က auto ဝင်လာတာများcost မတူတဲ့ဟာတွေကိုအကုန်လုံး average ပြန်ချပြီးတော့မှ average method နဲ့ပေါ့နော် COGS တွေဆင်းပေးတယ်ပေါ့နော်အဲ့တော့ကို company ကaverage သုံးနေရလား 5 ဖို့သုံးနေရလားကိုသုံးနေရပုံမူတည်ပြီးတော့ system ထဲမှာ configure ချထားတယ်ဆိုလို့ရှိရင်ကိုရဲ့ cost တွေကိုပေါ့နော် system က auto လေးတွက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာယူက costing method ကို average နဲ့အသုံးပြုတဲ့အပိုင်းတွေကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်
နောက်ဗီဒီယိုမှာတော့ you က purchase လုပ်တဲ့အခါမှာ amount တစ်ခုပေါ်မှာမူတည်ပြီးတော့ approval တွေတောင်းချင်တာမျိုးရှိတယ်ဆိုလို့ရှိရင်ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး setup တွေလုပ်လို့ရလဲ approval တွေတောင်းလို့ရလဲဆိုတဲ့အပိုင်းတွေကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ you ရဲ့ channel လေးကိုဆက်စောင့်ကြည့်ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်ရှင်